ဒီလူကထိပ်ပြောင်နေတာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သပင်တွေအစားသူ့ခေါင်းပေါ်မှာခွေးပေါက်စလေးတစ်ကောင်ထိုင်နေလို့ပါ။အဲ့ဒီအချိန်မှာပဲသူချင်းတွေးမဲ့ကောင်မလေးစီက message တစ်ခုရောက်လာပါတယ်။ကန်ဆိုးကျင်တော့ခွေးလေးကအနားကပန်းပွင့်လေးတစ်ပွင့်ကိုလှမ်းမြင်သွားပြီးငါသာဒီပန်းလေးကိုငါသခင်မလေးကိုပေးရင်သူတေချာပေါက်ပျော်သွားမှာပဲလို့တွေးမိသွားပါတယ်။ဒါနဲ့သူကလူကြီးရဲ့ခေါင်းပေါ်ကနေချက်ချင်းခုန်ဆင်းပြီးပန်းပွင့်လေးကိုသွားခူးပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကချင်းတွေးဖို့အတွက်ထွက်သွားခဲ့ပါပြီ။ခေါင်းပေါ်မှာသပင်ခွေးလေးမရှိရင်သူ့တခင်ကအဆက်ကွဲပြီးအထင်သေးခံရမှာကိုစိုးရိမ်တာကြောင့်ခွေးလေးဟာသူ့နောက်ကိုအပြေးလွှားလိုက်ပါတော့တယ်။ဒါပေမဲ့ဆိုင်တကားကဝုန်းကနေပိတ်သွားခဲ့ပါပြီ။အဲ့ဒီနောက်ဖွင့်ထားတဲ့ပတင်းပေါက်တစ်ခုကိုသူမြင်သွားတာနဲ့ခုံဝင်ဖို့စူးစမ်းခဲ့ပေမဲ့ပြင်းထန်တဲ့လေတိုက်နှုံးကြောင့်နောက်ကိုလွင့်စင်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူဟာဘလို့ပဲပုံနီးလန်းနဲ့မဆိုအဲ့ဒီကဖေးဆိုင်တွေကိုရောက်အောင်ဝင်နိုင်ခဲ့ပါတယ်။ကောင်မလေးကသူ့ကိုလိုက်ရှာနေပြီးအဲ့ဒီလူကတော့ထောင်စွန်းတနေရာမှာထိုင်နေပါတယ်။ခွေးလေးဟာမျက်နှာကျက်ပံကားပေါ်ကိုတက်သွားရာကနေခြေချော်ပြီးနယံကပကြီကားကိုတိုက်မိကပီဇာဘန်းပေါ်ကိုတဲတဲမက်မက်ပြုတ်ကျသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကကောင်မလေးကိုလှမ်းမြင်သွားပြီးသူ့ခေါင်းပေါ်မှာသပင်မရှိတော့တာကိုသတိရသွားပါတယ်။သူလဲလန့်ဖြာသွားပြီးမီနူးမန်နူစာအုပ်နဲ့ခေါင်းကိုချက်ချင်းအုပ်လိုက်ရတာပေါ့ကွက်တီပါပဲခွေးလေးကပန်းပွင့်လေးကိုကိုက်ပြီးသူ့ခေါင်းပေါ်ပြန်တက်ထိုင်လိုက်ပါတယ်ကောင်မလေးရောက်လာပြီးထိုင်လိုက်တဲ့အချိန်မှာပဲထူးဆန်းတာကကောင်မလေးရဲ့သပင်တွေကစပြီးလှုပ်ရှားလာပါတယ်။ဒါတော့သူမရဲ့ခေါင်းပေါ်မှာလည်းကြောင်တကောင်ထိုင်နေတာဖြစ်ပါတယ်။အဲဒီကြောင်ကိုမြင်မြင်ချင်းပဲခွေးလေးကဝုန်းကနေခုန်အုပ်လိုက်တာကြောင့်တနာစရာအဲ့ဒီလူကြီးခပြသပင်မရှိပဲပြန်ပြီးထိပ်ပြောင်သွားရရှာပါတယ်။သူလည်းအဆက်သေးစွာနဲ့ပဲနွမ်းဖက်နေတဲ့ပန်းပွင့်လေးကိုကမ်းပေးလိုက်မိပေမဲ့ကောင်မလေးကတော့ပြုံးပြုံးလေးနဲ့လှမ်းယူလိုက်ပါတော့တယ်။